အားလုံးပဲမင်္ဂလာပါ The Desk Content ကျူကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ့နော်ကျွန်တော်ကဒီ Desk Content ကျူအား YouTube TikTok ကနေကျွန်တော်ဒီ content marketing နဲ့ပတ်သက်တာ productivity နဲ့ပတ်သက်တာ gym fitness နဲ့ပတ်သက်တာတွေကိုကျွန်တော်မျှဝေပေးနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ video က YouTube မှာလုပ်လာတော့ကျွန်တော်3ခုရှိပြီပေါ့နော် TikTok မှာတော့ကျွန်တော်ဒီ YouTube ဟာလေးတွေကိုပြန်ပြီးအတူလေးတွေကိုကျွန်တော်ပြန်ပြီးတော့ပိုင်းပြီးတော့ TikTok platform နဲ့ live ဖတ်တဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်ပြန်ပြီးမျှဝေပေးနေတာရှိတယ်အဲ့တော့ YouTube မှာတော့ကျွန်တော်ဒီ2026နှစ်သက်လဲရောက်ပြီနောက်ဒီကျွန်တော်တို့နှစ်သက်မှာဆိုဒီ content creation နဲ့ပဲတွေdigital marketing နဲ့ပဲတွေဒီလို net တွေကိုပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်ပေါ့အလုပ်သက်ရှာပြီးဆိုတာမျိုးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဒီ net တွေကိုပြောင်းလာတာတွေရှိတယ်ပေါ့နော်အဲ့လို net ပြောင်းလာတဲ့လူတွေအတွက်ဒီ2026မှာ content creation content copywriting အဲ့ဒီကိုကျွန်တော်တို့ဝင်လာပြီဆိုရင်ဘာတွေတည်တင်လဲပေါ့နော်တည်တင်တဲ့အချက်6ချက်ကိုပေါ့နော်ကျွန်တော်မျှဝေပေးမယ်ကျွန်တော်ဒီ6ချက်မျှဝေပေးနေလို့ကျွန်တော်ဆရာကြီးလာဆိုရင်တော့ကျွန်တော်ကဒီ net မှာ2019တွေကစလုပ်လာတာပေါ့နော်လုပ်လာဆိုတော့ကျွန်တော်ဒီ experience ကတော့6နှစ်စောလေးရှိပြီပေါ့နော်အဲ့တော့ဒီ6နှစ်တာအတွင်းကျွန်တော်တွေ့ခဲ့သမျှမြင်ခဲ့သမျှအကုန်လုံးကျွန်တော်ဒီမျှဝေပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစပြောလိုက်မယ်ကျွန်တော်ကဒီဆက်ဆာချင်းကျွန်တော်ဒီຢာတွေကိုကျွန်တော် rules တွေနဲ့ကျွန်တော်ဒီ rules တစ်ခုချင်းစီဆိုပြီးကျွန်တော်ရှင်းပြပေးရမယ်ပေါ့နော်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီကိုယ့်ရဲ့ကိုနဲ့ live ဖတ်တဲ့ rules တွေ live သုံးကြည့်နိုင်တယ်တချို့ကြောင့်လည်း rules ကအဲ့လိုလုံနေကြတွေရှိမယ်ပေါ့နော်အဲ့ဒါဆိုရင်လည်းဒီဒီ rules တွေကလုံးနေပြီးသားဆိုလည်းဆက်လုပ်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့မလုပ်ရသေးဘူးဆိုရင်လည်းဒီနေ့မှာစပြီးတော့ account ထဲပေါ်ကြည့်ဖို့ပေါ့နော်ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်အဲ့တော့ rules number 1ပေါ့နော်1ဆိုရင်တော့ကျွန်တော်ကဒီဘာကိုကျွန်တော်တို့ဒီ mention လုပ်ချင်လဲဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်ဖန်တီးမှုနဲ့ဒီစုထုပြုတွဲလုပ်မယ်ပေါ့နော်ကျွန်တော်တို့ကပုံမှန်ဆိုရင်တော်တော်များများဒီဖြစ်တာပေါ့နော်ကျွန်တော်တို့ကဒီစုထုပြုမလုပ်ဘူးပေါ့ content writer တွေကအရန်ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲကိုလောဘလည်းကြီးတယ်။နောက်ကို creation ကိုပဲကိုပြရမယ်ဆိုတော့ခံစားချက်က content writer တိုင်းမှာရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒါကိုကျွန်တော်လေးစားတယ် appreciate လည်းလုပ်ပါတယ်။ဒါပေမဲ့သိတာမှာတခုอ่ะပေါ့နော်ကျွန်တော်တို့ဒီအောင်မြင်ပြီးသားဟာတွေကိုတော့ဒီတကယ်အဲ့လိုအလုပ်ဖြစ်ခဲ့တဲ့ဟာတွေကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့စုတုပြုလုပ်ပြီးတော့ကိုယ်နဲ့ဘယ်လိုအဆင်ပြေမလဲဆိုတာပြန်လုပ်တင်တယ်ပေါ့နော်ပြန်ပြီးအသုံးချတင်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဘာလုပ်လဲဆိုတော့ကျွန်တော်အကျင့်တစ်ခုမွေးမြူကြမယ်ပေါ့နော် social မှာဒီပြန့်နေတဲ့အောင်မြင်ပြီးသား campaign တွေနောက် content တွေ copy တွေကိုကျွန်တော်တို့တနေ့အချိန်တနားရီလောက်ဖယ်ပြီးတော့ကျွန်တော်တို့လေ့လာမယ်ပေါ့နော်အဲ့လိုလေ့လာတာဘာဖြစ်လဲဆိုတော့ကိုယ်ဒီ content copy တွေနဲ့ဒီပို့ပြီးတော့ရင်းနှီးစေတယ်ပြီးတော့ဒီ content copy တွေကိုပို့ပြီးတော့ဒီဖတ်အားကောင်းလာတဲ့အတွက်ပေါ့နော်ကိုရေးတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီအချိန်တက်လာတယ်နောက်ကိုရေးတဲ့အချိန်မှာလည်းဒီစလုံးပေါင်းရွေးချယ်မှုကအစဒီဆိုပေါ့နော်စာကြောင်းတစ်ကြောင်းတိဆောက်ပုံဆုံးပို့ပြီးတော့ကို့မှာအဲ့လိုရေးတဲ့ option တွေများလာတယ်ပေါ့နော်အဲ့တော့တနေ့ကိုဒီအနည်းဆုံးအချိန်တနာရီပေါ့တနာရီဆိုတော့ကျွန်တော်တို့တနာရီ block လိုက်ပြီးပေးလဲရတယ်ဒါမှမဟုတ်ပဲအဲ့လိုမိနစ်20မိနစ်3ခါပေးလဲရတယ်ဒါမှမဟုတ်10မိနစ်ကိုမှ6ခါလုပ်လဲရတယ်ကိုအဆင်ပြေသလိုကိုလေ့လာလို့ရတယ်ပေါ့နော်အနည်းဆုံးတော့ဒီတနေ့ကိုလေ့လာခြင်းကတနာရီလောက်ရှိတဲ့နဲ့ပြီးကျွန်တော်ကလေ့လာပြီးရင်ကျွန်တော်ပထမ mention လုပ်သွားသလိုကျွန်တော်ပြန်သုံးမယ်ဒါပေမဲ့ပြန်သုံးတဲ့အခါမှာလဲကိုယ့်ရဲ့ဒီလုပ်ငန်းဒါမှမဟုတ်ကိုယ့်ရဲ့ဒီ organization company ကခြာထားတဲ့မဟာဗျူဟာတွေ strategy နဲ့တော့ကိုက်ညီမှုရှိပါသေးပေါ့နော်အခုကျွန်တော်တို့ဒီကိုကဥမာ example တစ်ခုပေးရရင်ကျွန်တော်တို့ကဒီ cyber PC တွေရောင်းနေပဲထားပါတော့ cyber PC ရောင်းတယ်အခုလောတဲ့ trend နေတာဥမာဒီရန်ကုန်မန္တလေးမိုးဟင်းကတောက်တဲ့ကိစ္စပေါ့အဲ့ဒါမျိုးဆိုကျွန်တော်တို့ ਨੇ အရင်ကြီးတော့မအပ်ဆက်လာဘူးအဲ့တော့အဲ့ဒါမျိုးကိုကျွန်တော်တို့ trend မှာလာသုံးဖို့ဆိုတာတော့အတင်းလုံးယူရင်တော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီအဲ့လိုအရင်ကြီးကျွန်တော်တို့က live ဖတ်မနေဘူးကျွန်တော်တို့ကဒီစားတော့ဆိုင်ဖွင့်ထားတယ်ဆိုတော့ဒါကကျွန်တော်တို့အသုံးချလို့ရတယ်ဆိုတဲ့ trend နဲ့မှာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီကိုယ့်ရဲ့organization product လုပ်ငန်းရဲ့ nature နောက်ဒီ strategy တွေကိုကြည့်ပြီးတော့သုံးတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီနောက်ဆုံးချက်ကကြတော့ကျွန်တော်ပြောချင်တာဒီမများဖတ်မယ်နာရေးမယ်ပေါ့နော်အဲ့တော့စာတွေကိုလည်းတက်နိုင်တယ်လို့ဘာစာရဖတ်မယ်Facebook ကစာအတိုလေးဖြစ်ဖြစ် Facebook ကစာရှည်ဖြစ်ဖြစ် web2 ဖြစ်ဖြစ် magazine ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ဘာများတာဖတ်ပေါ့နော်ဖတ်မယ်ပြီးရင်အများတန်းရေးမယ်ပြီးတော့ဒီအောင်မြင်ပြီးသားအလုပ်ဖြစ်ပြီးသားအရာဥမာဒီ TVC ရဲ့နာမည်ကြီးတယ်အောင်မြင်ပြီးသားရှိတယ်အလုပ်ဖြစ်ပြီးသားတွေကိုကျွန်တော်တို့ကတွဲပြီးတော့ပေါ့နော်ကိုယ့်ရဲ့ creation နဲ့တွဲပြီးတော့ကိုကဒါတွေကိုပို့ကောင်းအောင်ဘယ်လို create လုပ်လို့ရမလဲဆိုတာမျိုးကိုယ့်ရဲ့ဒီလုပ်ငန်းဒီဥနာကျွန်တော်ပြောလို့ organization ဒီ company တွေမှာဘယ်လိုပြန်သုံးလို့ရမလဲဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ဒီ2026မှာဒီစလုပ်တင်တယ်ပေါ့နော်အဲ့တော့စုတုပြုကို2026မှာပို့ပြီးတော့ဒီအကျင့်ကိုမွေးမြူတင်တယ်လို့ကျွန်တော်ကတော့ဒီတိုက်တွန်းခြင်းနဲ့ပြီးတော့ကျွန်တော် rule number 2ပေါ့နော်2ဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ချင်လဲဆိုတော့ဒီတနေ့ကိုစာတစ်ပုဒ်ကနေသုံးဖို့ရေးမယ်ပေါ့နော်တချို့တွေကြတော့ကျွန်တော်တို့ကဒီအဲ့လို content တွေအများကြီးရေးတဲ့လူတွေရှိတယ်
အဲ့တော့တနေ့3ပုတ်ရေးရတယ်ဆိုတဲ့လူဆိုရင်ဒီအဲ့3ပုတ်ကိုအကောင်းဆုံးရေးမယ်ပေါ့နော်အကောင်းဆုံးရေးကြည့်မယ်အဲ့တော့ဒီ root 2က root number 1နဲ့ပြန်သွားချိတ်တယ်ပေါ့နော်ကိုလေ့လာထားတာတွေကိုပြန်ပြီးဒီမှာလာပြီး execute လုပ်မယ်အကောင်းဆုံးရေးကြည့်မယ်တနေ့ကိုတစ်ပုတ်ကနေ3ပုတ်အကောင်းရေးမယ်အဲ့တော့ကောင်းကောင်းရေးမယ်ပေါ့လေအဲ့တော့ဒီတနေ့3ပုတ်အောက်ရေးရတာတွေရှိတယ်နောက်တစ်ချို့ကျတော့ဒီရေးရတာမရှိတဲ့နေ့တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီအတွေ့အထဲမှာဥမာ headline လေးတစ်ခုပေါ်လာတယ်ဟိုမှာဒီလမ်းလျှောက်ရင်ဖြစ်ဖြစ်ထမင်းချန်ရင်ဖြစ်ဖြစ်ဟင်းချန်ရင်ဖြစ်ဖြစ်နောက်တစ်ခုလုံးရင်ဖြစ်ဖြစ်အတွေ့တစ်ခုပေါ်လာတယ်ဆိုရင်ကျွန်တော်တို့အဲ့အတွေ့ကိုအတွေ့တိုင်းမထားနဲ့ပေါ့နော်ကိုလို့တစ်ခုစာရွက်မှာဖြစ်ဖြစ်ဖုန်းမှာဖြစ်ဖြစ် laptop မှာဖြစ်ဖြစ်အဲ့လိုချရေးချလိုက်ပေါ့နော်အဲ့လိုရေးလိုက်တာကျွန်တော်တို့တို့ဒါအလုပ်ဖြစ်တယ်ကိုအတွေ့တွေကမလွင့်သွားပဲနဲ့ပေါ့နော်တနေရာမှာကြံခဲ့တယ်အဲ့တော့ကိုကတကယ်ကောင်းတဲ့ creation တွေဒီတကယ်ကောင်းတဲ့ tagline တွေကအဲ့လိုတစ်ခါလေးကြာရင်မထင်မှတ်တာတဲ့အချိန်မှာပေါ်လာတတ်တယ်ပေါ့နော်ကိုကဒီဟာကိုဒီ topic တစ်ခုကိုကစိတ်ထဲစဉ်းစားပြီးတော့အဲ့လိုအမြဲတမ်းအဲ့လိုတောက်လျှောက်ကွာစဉ်းစားနေတယ်လုံနေတယ်အဲ့လိုသွားလာတယ်အဲ့ဒါပဲစဉ်းစားနေတယ်ဆိုရင်တစ်ခါလေကြာအဲ့လိုခေါင်းထဲမှာဖြတ်ခနဲ့ပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုမီလင်းသွားတယ်လို့မျိုးပေါ့အဲ့လင်းသွားတဲ့အချိန်ကျကျွန်တော်တို့အဲ့ဒါတွေကိုချရေးရလိုက်တာကိုအတွက် data ကြံခဲ့တယ်ကိုအတွက်ဒီလောက်ဆရာကြံခဲ့တယ်ပေါ့နော်အဲ့တော့ပြီးရင်ကိုကအဲ့ဒါကိုမူတည်ပြီးတော့ပြန်ဖန်တီးလို့ရတယ်ပေါ့လေအဲ့တော့ဒီကျွန်တော်တို့ရေးစရာမရှိဘူးဆိုရင်လည်းကိုအတွေ့တွေကိုချရေးမယ်ရေးတဲ့ခါမှာလည်းဒီတပ်ပုံစလုံးပေါင်းတွေကမှန်စရာမလိုဘူးဒီချရေးပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီကိုအတွေ့တွေအသက်ဝင်လာတာကြည့်ပြီးတော့အရေးသားကိုဒီလက်သွေးလို့ရတယ်ပြီးတော့ကျွန်တော်တို့များများရေးလေအတွေ့တွေကိုရေးကြည့်လေရေးကြည့်လေများလေဒီကျွန်တော်တို့ရဲ့ practice တွေကပို့ပြီးကောင်းလာဖို့တော့ပေါ့နော်ဒီအထောက်ကူအများကြီးပြုပါလိမ့်မယ်အဲ့တော့ဒါကတော့ rule number 2ပြီးတော့ rule number 3ပေါ့နော်3ဆိုရင်တော့ကျွန်တော်ကဒီအများနဲ့ကျွန်တော်ဒီ TikTok မှာလည်းကျွန်တော်ညွှန်းပြတယ်ပေါ့နော်စာအုပ်နှစ်အုပ်မဖြစ်မနေကွယ်ဖို့ပေါ့နော်အဓိကတော့ကျွန်တော်ညွှန်းတဲ့စာအုပ်နှစ်အုပ်ကဒီမြန်မာအဘိဓာန်ပေါ့နော်မြန်မာတူမြန်မာအဘိဓာန်ကျွန်တော်ဒီစာအုပ်နာမည်ဆိုရင်တော့ခရီးဆောင်မြန်မာအဘိဓာန်လို့ခေါ်တယ်ပေါ့လေအဲ့စာအုပ်ကျွန်တော်ဝယ်သင့်တယ်လို့ကျွန်တော်ညွှန်းတယ်နောက်တစ်ခုကကျတော့ဒီမြန်မာစလုံးပေါင်းတပ်ပုံကျမ်းပေါ့နော်အဲ့ဒါကိုကျွန်တော်မဖြစ်မနေရှိသင့်တယ်လို့ကျွန်တော်content တရားအနေနဲ့ရှိတဲ့နယ်လို့မြင်နေပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီကျွန်တော် mention လုပ်ထားသလိုပဲဒီလက်သမားတွေတက်ဆိုရင်တူတန်လွှားအဲ့လိုထူးစီကမဖြစ်ဆိုသလိုပဲစာရေးမဲ့လူတွေအတွက်ရှိထားတဲ့နယ်ပေါ့နော်အဓိကတော့ကိုစလုံးမောနဲ့ပတ်သက်တာတပ်ပုံနဲ့ပတ်သက်တာမသိကျင်တာတွေပေါ့နော် sorry အဲ့လိုမကွဲပြားတာတွေသိကျင်တာရှိလာရင်စာအုပ်လေးလှန်လိုက်ပြီးတော့ရှာဖွေလို့ရတယ်ပေါ့နော်တချို့တွေလည်းဒီ application တွေတော့သုံးကြပါတယ်ကျွန်တော်ကတော့ဒါပေမဲ့ application နဲ့ဆိုင်စာအုပ်ကပို့ပြီးတော့ဟို recommend ပို့ပေးတယ်ပေါ့လေ application တွေကတချို့ဟာတွေဆိုရင်နည်းနည်းအဲ့လိုဒီလိုအပ်ချက်လေးရှိတာလေးတော့မြင်ရတော့ကျွန်တော်ကတော့စာအုပ်လေးကိုအဲ့လိုအိတ်ဆောင်စာအုပ်နှုတ်လေးကိုကျွန်တော်စောင့်သားစီခြင်းတယ်အဲ့တော့ကွာဒီစာအုပ်ကလည်းတော့တခြားဘာစာအုပ်တွေဝယ်ရအောင်ပါလဲဆိုရင်ကျွန်တော်ဒီမြန်မာစာဌာနကထုတ်တာပေါ့နော်ဒီရေးသားပိုင်းဆိုင်ရာစာအုပ်တွေကိုကျွန်တော်ညွှန်းတယ်နောက်ပြီးတော့ဆရာကြီးအေးကျော်မင်းရဲ့ပေါ့နော်ဒီမြန်မာစာနဲ့ပတ်သက်သမျှရေးထားတာတွေအများကြီးရှိတယ်ဝက်ကြားတီဆောက်ပုံအားစမျိုးပေါ့နော်အဲ့ဒါတွေကိုဒီဝယ်ပြီးလိုက်ဖတ်လို့ရတယ်ဒီကိုယ့်ရဲ့ဒီ strength and structure တိဆောက်တဲ့နေရာမှာအဲ့ဒါတွေကိုအသုံးချကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီ rule number 3ပါ rule number 4မှာတော့ကျွန်တော်ဘာဒီ2016မှာဘာလုပ်စေခြင်းလဲပေါ့နော် content writer တယောက်ကိုဘာလုပ်စေခြင်းလဲ content writer ဖြစ်မဲ့လူဘာလုပ်စေခြင်းလဲဆိုတော့ကျွန်တော် proof reading ပေါ့စာအုပ်ဒီမပို့ခင်ပြန်စစ်မယ်မတင်ခင်စစ်မယ်ဆိုတဲ့အကျင့်ကိုကျွန်တော်မွေးခြင်းတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီရေးပြီးွားပြီဆိုရင်ကျွန်တော်တို့ကတကြွနဲ့ကျွန်တော်သိမဖတ်တော့ဘူးပေါ့နော်မပို့ဆိုလဲ email ဆိုလဲ email ကနေပို့လိုက်တာပဲ document ဆိုလဲ document ကြီးလုပ်ပြီးကျွန်တော်ပို့လိုက်တာပဲပေါ့နော်အဲ့တော့တခါကျရင်ကျွန်တော် Solomon error လေးတွေအမှားလေးတွေပါသွားတတ်တယ်ပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လည်း already ကြုံနေရတော့မယ်ဒီကျွန်တော်ကိုယ်တိုင်လည်း already မှားတော့မယ်ပေါ့နော်မှားတော့မယ်ဖြစ်တော့မယ်တခါလေကျရင်ကိုကလို့အချိန်ရန်တိုက်ဖြစ်တာဖြစ်ဒီအချိန်ရန်လို့ကတ်နေတာမျိုးဆိုကျွန်တော်တို့ကလို့အသေးအံလုပ်တဲ့အချိန်မှာဒီလို proof reading ကိုကျွန်တော်အားနေဝါလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကဒီအကျင့်ကိုပေါ့နော်ကျွန်တော်ဒီမွေးမြူသေးခြင်းနဲ့အဲ့တော့ဒီအဲ့ဒါကိုပြန်စစ်မှပေါ့နော်ဒီစစ်မှပဲကျွန်တော်တို့ရဲ့အမှားတွေကိုမြင်မယ်ဒီပြန်ပြီးတော့ပြင်နိုင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စစ်တဲ့အခါမှာလည်းဒီပုံမှန်အဲ့လိုစိတ်ထဲနေဖတ်တာမဟုတ်ပဲねတလုံးချင်းကိုအတန်ထွက်ဖတ်ပေါ့နော်ဥမာကျွန်တော်ဖတ်ပြမယ်ဒီစစ်တဲ့အခါအတန်ထွက်ပြီးတလုံးချင်းကိုတေချာအဲ့လိုမျိုးပေါ့နော်တလုံးချင်းစီဖတ်ကြည့်ရင်ကိုကတလုံးချင်းဆိုရင်ဩဒီစလုံးလေးကပိုကောင်းပါလားဒီစလုံးလေးကပိုလို့ဖြစ်လောက်လားအဲ့လိုမျိုးပါပိုမြင်လာပြီးတော့ကိုကဒီစောက်တော့ပိုချောနိုင်သွားမယ်ပေါ့နော်အဲ့တော့ပို့ပြီးလဲအဆင်ပြေတယ်ပို့ပြီးတော့ကောင်းကောင်းမွန်လုပ်နိုင်သွားမယ်လို့ကျွန်တော်ကတော့ဒီမြင်တယ်ပေါ့နော်ကိုယ်တိုင်လည်းလုပ်ကြည့်တယ်လုပ်ကြည့်တဲ့အခါမှာလည်းဒါမျိုးပိုတိတာတယ်လို့ကျွန်တော်ဒီမြင်တယ်အဲ့တော့ကျွန်တော်တို့ဒီ proof reading ကို2026မှာဒီ content တယောက်အနေနဲ့ပေါ့နော်ဒီအဲ့အကျင့်ကိုမရှိသေးရင်လည်းမွေးမြူရှိရင်လည်းရှိပြီးသားလို့ဆိုလည်းပို့ပြီးကောင်းအောင်လို့ဒီမမေးမလျော့လုပ်ဖို့ပေါ့နော်ကျွန်တော်တိုက်တွန်းခြင်းနဲ့ rule number 5ပေါ့ rule number 5ကကြတော့ကျွန်တော်ဒီ TikTok မှာပဲအဲ့ videoအောက်ပိုင်းနေမှာကျွန်တော်ပြောမှုတာရှိတယ်ပေါ့နော်အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဒီ
content writer တွေကအဲ့လိုအရင် isolate ဖြစ်တယ်ပေါ့နော်တတိတသက်နေတာများတယ်ကိုရုံရောက်ပြီးဆိုရင်ဥမာကို feel လေးနဲ့ကိုကစာရေးမယ်ဆိုတော့ကြက်ကြီးတက်ပြီးတော့ကို document တွေဖွင့်ပြီးတော့ကိုကစာပဲရိုက်နေတယ်လုံးစာစာရိုက်နေတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ client ဘာပြောချင်တာလဲတခါလေးကြာရင်ကိုကအဲ့လိုမသိဘူးဟိုမှာဒီ account manager ပေါ့ဒါကျွန်တော် agency တစ်ခုကိုမြင်ပြီးပြောရရင် account manager client ရှာ feedback ရတယ်ရပြီးတော့ तू ကဒီ content နဲ့ပတ်သက်တာဆိုရင်တခါလေးကြာရင် तू အဲ့လိုဒီ feedback တွေပေးနေပေါ့နော်ကိုယ့်ရဲ့ feedback ကို feedback ပေးဖို့ကြံခဲ့တာတွေရှိတယ်ကိုက isolate ဖြစ်တော့ तू က feedback ပေးရမှာတွေမဝမရဲဖြစ်တာတွေရှိတယ်သိတယ်မလားနောက်ဒီကျွန်တော်တို့ဒီ feedback ပေးတဲ့အချိန်မှာပေါ့နော်အဲ့လို communication ဘိုင်းမကောင်းတော့အဲ့လိုကိုယ့်ဘက်ကအဲ့လိုအရင်ဟိုတတိတန်ကြီးဖြစ်နေတော့ပေါ့နော်ကျွန်တော်တို့ကဒီ feedback ပေးတဲ့အခါမှာအဆင်မပြေတာတွေရှိတယ်အဲ့တော့ကိုကဘာလုပ်ရမလဲဆိုတော့ကိုက content create လုပ်ပြီး content ရေးပြီးဆိုတာနဲ့ကိုယ့်ရဲ့စိတ်ကို open ဖွင့်ထားရမယ်ပေါ့နော်ဖွင့်ထားရမယ်ဖွင့်ပြီးတော့လူတွေနဲ့စကားပြောကြည့်ဖို့လိုတယ်နောက်လူတွေဘာပြောရလဲဆိုကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့2မျိုးခွဲထားတယ်ဒီ content publish လုပ်ပြီးဆိုတာကျွန်တော်ပြီးသွားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပထမစခြင်းဆိုရင်တော့ကျွန်တော်ကဒီ content ကိုဒီ Facebook မှာအနည်းဆုံးဗျာဘာမှမလုပ်ရင်တော့ဒီကို content ကိုနေ့တိုင်းဖြစ်ဖြစ်ဥမာ2ရက်တစ်ခါတော့ဖြစ်ဖြစ်တွားကြည့်ပြီးတော့လူတွေ comment မှာဘာတွေပြောနေလဲအဲ့ဒါကိုတွက်ကြည့်ဖို့လိုတယ်နောက်တစ်ခါကျတော့ quality လုပ်ငန်းဆိုလဲ internet team member တွေကြားထဲမှာဘာတွေကဒီ content နဲ့ပတ်သက်ပြီးဘယ်လိုသူတို့ဘယ်လိုမြင်လဲသူတို့ရဲ့အမြင်လေးတွေတောင်းကြည့်ပေါ့နော်တောင်းကြည့်ဖို့လိုတယ်အဲ့လိုသူတို့အဲ့လို fine ကြီးတွေနဲ့ feedback ပေးရတာမဟုတ်ဘူးပေါ့နော်ဒီ content လေးကျွန်တော်တင်လိုက်တယ်ဒါလေးဘယ်လိုမြင်လဲကျွန်တော်ပြောပြပါလားအဲ့လိုလေးပြောလိုက်ရတယ်ပေါ့နော်အချိန်ကသူတို့ကလည်းပေါ့ပါ feedback လေးပေးမယ်အချိန်က quality ကသူတို့ရှိက honest ဖြစ်တဲ့ဟိုဟာတွေကြားရတယ်ပေါ့နော်တကယ်ယူတသားသူတို့ပေးတာတွေကျွန်တော်မြင်ရတယ်ကြားရတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ဟိုပြောဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုပေါ့ကျွန်တော်တို့မေးမှာပဲဒီကျွန်တော် client ဘယ်လိုမြင်လဲနောက် customer ဖြစ်တဲ့လူတွေကဘယ်လို react လုပ်နေလဲဆိုတော့ကျွန်တော်တို့သိနိုင်မယ်ပြီးပိုကောင်းအောင်လုပ်နိုင်မယ်ပေါ့နော်အဲ့တော့ content writer ကဘယ်တော့မှတယောက်တည်းမနေသင့်ဘူးအများတန်းလူတွေနဲ့အဲ့လိုပြောဆိုဆက်ဆံနေလူတော့တိုးအောင်နေပေါ့လေဒီကျွန်တော်နည်းနည်းစကားကိုရင်းရင်သိပြောရမယ်ဆိုတော့လူတော့တိုးအောင်နေမှပဲကျွန်တော်တို့ပိုကောင်းတဲ့ creation တွေလုပ်နိုင်မှာပါဒါတော့ rule number 5ပေါ့နော်rule number 6ကတော့ကျွန်တော်ဒါ controversial ဖြစ်မယ်ဒါတချို့တွေကြားလည်းသဘောတူမယ်တချို့ကြားလည်းသဘောမတူတာရှိတယ်ပေါ့နော်ကျွန်တော် content writer တွေက AI ကိုခိုင်းတတ်အောင်လုပ်သင့်ပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့ AI တွေကအရန် powerful ဖြစ်လာပြီ AI တွေကဒီကျွန်တော်တို့ရဲ့ဒီပေါ့နော် daily life မှာမဖြစ်မနေပါလာပြီဒါတော့ဆိုကျွန်တော်တို့ကဒီ browser မှာကျွန်တော်တို့ content နဲ့ပတ်သက်တာတွေလိုက်ရှာမယ်ဆိုရင်ကျွန်တော်တို့ဒီအများကြီး tab တွေအများကြီးလိုက်ဖွင့်ရတယ် campaign တွေအများကြီးလိုက်ကြည့်ရတယ်ဟိုလိုက်ဖတ်ရတယ်ပေါ့နော်အဲ့တော့အခုဆိုရင်ကျွန်တော်တို့ကဘယ်လောက်လွယ်သွားလဲဆိုတော့ဒီ content သွားပြီးတော့2025မှာအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ဟိုမှာ marketing content နဲ့ပတ်သက်တဲ့ campaign 3ခုလောက်ပြောပြဆို AI ကျွန်တော်တို့အကုန်ဆွဲထုတ်ပြီးသွားမယ်တော်တော်ဆိုအကုန်ဆွဲထုတ်ပြီးသွားမယ်အဲ့တော့ကိုယ်ကမှချက်ချင်းစက္ကန့်ပိုင်းတွင်ကိုရှာတာအချိန်သက်သာသွားပြီပြီးကိုချက်ချင်းလေးလာလို့ရသွားပြီနောက်လည်း browser တွေခွန်ရင်းနဲ့အလုပ်မတွင်ကြတာမရှိတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က daily life မှာကျွန်တော်တို့ဒီ AI ကိုသုံးသင့်ပြီAI ကိုသုံးပြီးကျွန်တော်စာရေးခိုင်းနေရတော့မဟုတ်ဘူးပေါ့နော်ကိုကတော့ကို creation နဲ့လည်းကိုသွားရမယ်နောက်ကျွန်တော်အရှိမ rule number 1မှာ mention လုပ်ခဲ့တယ်လို့စုတူ view နဲ့လည်းကိုဟိုဒီကိုယ့်ရဲ့ဖန်တီးမှုလည်းကိုကအားပေးရမယ်ပေါ့နော် AI ကိုပဲအားကိုးနေတယ်ဆိုရင်ကိုကဒီတုံးဝတတ်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့မတွေ့ရင်တုံးဝသလိုပဲတုံးဝတတ်တယ်အဲ့တော့ AI ကိုလည်းသုံးမယ်ကို creation ကိုလည်းလုပ်မယ်ဟို AI နဲ့ကကြတော့ကျွန်တော်တို့ကပိုလွယ်အောင်လုပ်လိုက်တာပေါ့လေပုံမှန်ဆိုကျွန်တော်တို့ကဒီစဉ်းစားမယ်ဆိုရင်ဥပမာတက်လိုင်းတစ်ခုစဉ်းစားတယ်ဆိုတော့ကိုယ့်ဘက်ကိုဒီကာယံညီအောင်ကျွန်တော်အတင်းလိုက်လုံနေရတယ်ဗျာတိလာအဲ့လိုတခုခုကာယံမညီမချင်းကျွန်တော်လိုက်ပြင်နေရတာရှိတယ်လိုက်လုံနေရတာရှိတယ်ဟိုအားလောက်ရတယ် AI ကိုကြောက်ကျွန်တော်ဘာတွက်မိလို့ရလဲဆိုတော့ဥမာဒီမြန်မာစာပဲဥမာကျွန်တော်ဒီ brand တစ်ခုပေါ့ဥမာနာမည်ပေးလိုက်ပေးပြီးတော့ဒါနဲ့အဲ့လိုကာယံညီတဲ့စကားလုံးလေးတွေနောက်ဒီငါဒီမှာဆိုရင်ဘာအချက်တွေပါခြင်းလဲ product တွေ benefit တွေဘာအချက်တွေပါခြင်းလဲအဲ့ဒါတွေပါခြင်းတယ်အဲ့တော့ငါအဲ့ဒါလေး option 5ခုလောက်ပေးပါဆိုသူ5ခုပေးလာမယ်ပေးလိုက်ကွာတော့ကြည့်ပြီးတော့ဟုတ်ပြီ तू ကဒီလိုပြောတာပဲငါတို့တရားတွေဘယ်လိုကောင်းအောင်လုပ်လို့ရမလဲဆိုပြီးတော့ဒီကျွန်တော်တို့အဲ့မှာပြန်ပြီးရေးကြည့်တာပြန်ပြီးတော့ကိုယ့်ရဲ့ဒီ idea နဲ့ပေါ့နော်ပြန်ပြီးပေါင်းဆက်ပြီးကောင်းအောင်လုပ်ကြည့်တာဆိုရင်ကိုကအချိန်အရန်သက်သာသွားတယ်ပေါ့နော်ဒီတော့လို့ဖြစ်ညှစ်ပြီးတော့အဲ့လိုညှစ်ပြီးစဉ်းစားနေကြမလို့အဲ့တော့ကျွန်တော်တို့ကဒီဟာကိုအဲ့လို AI ကိုသုံးလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီအချိန်တွေလည်းအရန်သက်သာမယ် creation လည်းနောက်တစ်ဆင့်ကြောက်သွားမယ်ပေါ့နော်ကိုကမြန်လုပ်နိုင်တဲ့အတွက်ကိုမှတခြားဟာတွေကိုအာရုံစိုက်နိုင်တဲ့အချိန်တွေရသွားမယ်ပေါ့နော်ဟုတ်အဲ့တော့ AI ကိုကျွန်တော်တို့ခိုင်းတအောင်လုပ်ရမယ်ပြီးတော့တစ်ခုကကြတော့ဒီကျွန်တော်တို့ AI အတွက်ဆိုရင်တော့ကျွန်တော်တိုက်တွန်းတာကတော့ Gemini သုံးစေခြင်းတယ် Gemini ကတော့ကျွန်တော်လောဆယ်တော့အကောင်းဆုံးပေါ့နော်အကောင်းဆုံးလို့တော့ကျွန်တော် grind လေး Gemini ကိုကျွန်တော်တွန်းနေကြသုံးတယ် Gemini Nano Banana feature ဒီ creative နဲ့ပတ်သက်တာဆို Nano Banana ကိုကျွန်တော်သုံးတယ် Gemini သုံးတယ် publicity သုံးတယ်ပေါ့နော် ChatGPT ကတော့သုံးတယ်ဒါပေမဲ့အဲ့တော့ကျွန်တော်ရဲ့ daily life မှာတော့ ChatGPT ကအရင်ကြီးမပါဘူးပေါ့လေအဲ့တော့ဒီ AI သုံးမယ်ဆိုကျွန်တော်တို့ prompt engineering ပေါ့နော်ကျွန်တော်တို့ဒီမဖြစ်မနေတော့ဒီလေ့လာတဲ့နဲ့ဒီ Gemini တို့ publicity တို့မှာလည်းဒီ prompt engineering နဲ့ပတ်သက်တာလေးတွေဒီသူတို့ကို share ပေးထားတဲ့ resource တွေရှိတယ်အဲ့ဒါတွေကိုလည်းလေ့လာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ content writer တယောက်ကဒီ6ချက်ကိုတော့ဒီ2016မှာပေါ့နော်ကျွန်တော်တို့မဖြစ်မနေအဲ့လိုလုပ်တဲ့နဲ့ရှိပြီးသားဆိုလဲဒါတွေကိုဟိုအမြဲတမ်းပေါ့နော် content တစ်ပုဒ်ရေးပြီးဆိုတိုင်း content ဟိုမှာ calendar တစ်ခုရေးပြီးဆိုတိုင်း campaign တစ်ခုစဉ်းစားပြီးဆိုတိုင်းကျွန်တော်တို့အဲ့လိုဒီအကျင့်လေးတွေကိုမွေးရင်တော့ပေါ့နော်ကျွန်တော်တို့ဒီ
2026မဟုတ်2029ဘယ်တော့မှ AI နဲ့လည်းကိုကအစားထိုးခံရမှာမဟုတ်ဘူးပေါ့နော်အစားထိုးမခံရမယ်နဲ့ကိုကဒါအဲ့လို AI ကိုခိုင်းတက်ပြီးတော့ကိုအတွက်အနေအားအမြဲရှိနေမယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အဲ့တော့ဒီကျွန်တော်တို့ကဒီအချက်တွေကိုဒီအချက်6ချက်ကိုပေါ့နော်တေချာလေးတာလောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီ content writer တွေအတွက်ကဘယ်တော့မှလည်းထမင်းငတ်မှာမဟုတ်ဘူးလို့ဘယ်တော့မှလည်းဒီပေါ့နော်ဟိုဆုံးဆုံးစရာဆိုတာရှိမှာမဟုတ်ဘူးပေါ့လေဟုတ်ဒါကတော့ကျွန်တော်ရဲ့ဒီ2026တော့ပေါ့နော်ဒီ content writer တွေကိုဒီကျွန်တော်လုပ်စီခြင်းတဲ့အချက်6ချက်ပါပဲမိတ်ဆွေတွေရဲ့ဒီအမြင်လေးရှိရင်လည်းဒီ YouTube comment မှာပေါ့နော်ဒီပြပြခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်